ဇလန်ရဲ့အစမှာတော့ဘူဆန်မြို့ကြီးကြဆုံးပြီး၄နှစ်ကြာသွားတဲ့မြင်ကွင်းလေးနဲ့တွေ့ရမှာဖြစ်ပါတယ်။အခုချိန်မှာတော့တနိုင်ငံလုံးဟာဇွန်ဘီပိုင်းရဲ့ကြောင့်လုံးဝကိုပျက်စီးသွားတဲ့အခြေအနေတွေကိုရောက်နေပါပြီ။အဲ့ဒီမှာတော့ကျောင်းစောကစစ်သားတယောက်ဖြစ်ပြီးအဲ့ဒီနေ့မှာပဲသူကသူ့မရဲ့မိသားစုကိုနောက်ဆုံးထွက်မဲ့တင်မောစီမောင်းပို့ပေးနေတာပဲဖြစ်ပါတယ်။လန်ခီမှာကလေးတယောက်ကိုလက်ထဲချီထားတဲ့မိန်းမတယောက်ကကားကိုဓာပြီးသူတို့ကိုပါခေါ်သွားဖို့တောင်းဆိုနေခဲ့ပေမဲ့ကျောင်းစောကတနာမနေတော့ပဲချက်ချင်းခဲ့လိုက်ပါတယ်။အဲ့လိုနဲ့ပဲစိတ်ကန်းကိုရောက်သွားပြီးကျောင်းစောကသူ့မရဲ့မိသားစုနဲ့တင်မောပေါ်ကိုတက်သွားကလူများကြားထဲမှာပဲသူ့မရဲ့မိသားစုကိုထားခဲ့ရပါတယ်။အဲ့ဒီတင်မောကြီးကတော့လုံခြုံရနေရာအဖြစ်ဂျပန်ကိုသွားဖို့စီစဉ်ထားတာလည်းဖြစ်ပါတယ်။အဲ့ချိန်မှာစစ်သားတယောက်ကဝင်လာပြီးကျောင်းစောကိုတင်မောရဲ့လမ်းကြောင်းကအခုပဲဟောင်ကောင်ကိုပြောင်းသွားပြီလို့လာပြောလိုက်ပါတယ်။ကျောင်းစောကအပြင်ထွက်လာပြီးကပ်ပတိန်ကိုဘာကြောင့်လဲဆိုတာမေးလိုက်ပေမဲ့ကပ်ပတိန်ကသူ့ကိုစူပြီးအမိန့်တိုင်းပဲလုပ်ပါလို့သာပြောလိုက်တာပေါ့။အဲ့ဒီအချိန်မှာအောက်ထပ်ထဲမှာလူတယောက်ကအပြုတ်မှုမမှန်တာတွေဖြစ်လာခဲ့တဲ့အပြင်တာမန်လူတယောက်မလုံနိုင်တဲ့ပုံစံမျိုးတွေတောင်လုပ်နေခဲ့ပြီးအဲ့ဒီလူကလည်းတင်မောထဲမှာရောနှောဝင်လာတဲ့ဘိုင်းရက်ကူးဆက်ထားသူတယောက်လည်းဖြစ်နေပါတယ်။ကျောင်းစောပြန်လာတဲ့အချိန်မှာတော့အောက်ထပ်ထဲမှာသွေးစွန်းနေတဲ့အရာတွေပြည့်နေခဲ့ပါပြီ။သူကဇွန်ဘီတွေကိုရင်ဆိုင်ရှင်းလင်းပြီးတဲ့နောက်သူ့ရဲ့မရှိရာနေရာကိုပြန်လာခဲ့တာပေါ့။အဲ့ဒီနေရာမှာလူတွေကိုဇွန်ဘီတွေကြိုက်ထားပြီးသားဖြစ်နေခဲ့ပြီးကျောင်းစောအမတ်ရဲ့သားလေးကိုလည်းဇွန်ဘီကကြိုက်ထားခဲ့ပါတယ်။သူ့ရဲ့အမကကလေးကိုတင်းတင်းကြပ်ကြပ်ဖတ်ထားပြီးစိုးရိမ်တကြီးဖြစ်နေတယ်လို့အရန်ကြောက်လို့စကားတော်မပြောနိုင်တော့ပါဘူး။အဲ့ဒီအချိန်မှာကြိုက်ခံထားရသူကချက်ချင်းဇွန်ဘီအဖြစ်ပြောင်းလဲသွားတတ်တာကြောင့်ကျောင်းစောကသူ့မကိုဆွဲခေါ်ပြီးထွက်ပြေးဖို့ကြိုးစားနေခဲ့ပေမဲ့သူ့ရဲ့အမကသူ့သားကိုမစွန့်လွတ်နိုင်ခဲ့ပါဘူး။အဲ့ဒီအချိန်မှာတခြားကြိုက်ခံထားရတဲ့လူတွေကဇွန်ဘီဖြစ်ပြောင်းလဲလာပြီးကျောင်းစောကိုပြန်လဲတိုက်ခိုက်လာပါတော့တယ်။ကျောင်းစောကသူ့ရဲ့ပစ္စတိုကြီးတွေကုန်သွားတဲ့အထိပိတ်ခတ်ပြီးတဲ့နောက်ထွက်ပြေးကတကားကိုပိတ်ချလိုက်ပါတယ်။အဲ့ဒီအချိန်မှာသူ့ရဲ့ရောက်ဖာရှမ်မန်လည်းပြန်ရောက်လာခဲ့ပေမဲ့သူတို့နှစ်ယောက်လုံးကတော့သူတို့ရဲ့မိသားစုဝင်ကိုဇွန်ဘီတွေအုပ်စုကြီးကဝိုင်းကိုက်နေတဲ့မြင်ကွင်းကိုကြည့်ပြီးအယမ်းနာကျင်နေခဲ့ကြတာပေါ့။ဒီလိုနဲ့ပဲ၄နှစ်လောက်ကြာသွားတဲ့အချိန်ကိုရောက်လာခဲ့ပါတယ်။ကျောင်းစောနဲ့ရှမ်မန်တို့ကတော့ခရုတ်တင်မောနဲ့ဟောင်ကောင်ကိုထွက်ပြေးနိုင်ခဲ့ပေမဲ့အဲ့ဒီနေရာမှာလည်းသူတို့ရဲ့ဘဝကမကောင်းခဲ့ပါဘူး။အမသေးဆုံးမှုကြောင့်သူ့ရဲ့အပြစ်လို့ခံစားနေရပြီးကျောင်းစောကအမြဲတမ်းစိတ်တန်ရာခံစားနေရပါတယ်။တစ်ဖက်မှာရှမ်မန်ကလည်းကျောင်းစောကသူ့ရဲ့မိန်းမကိုအကောင်းဆုံးမကယ်တင်ပေးနိုင်ခဲ့လို့စိတ်မကျေနပ်ဖြစ်နေခဲ့တာပေါ့။အခြားတစ်ဖက်မှာလည်းသူတို့ကိုဒေတာခံလူတွေကတိတ်မကြိုက်ကြပါဘူး။ဒီနေ့မှာဂန်စတာတစ်ဖွဲ့ကကျောင်းစောကိုလာတွေ့ပြီးကိုရီးယားကိုပြန်ဝင်ကထက်ကားတဲ့ကပိုက်ဆံတွေကိုပြန်ယူလာပေးဖို့တောင်းဆိုလာခဲ့ပါတယ်။အဲ့ချိန်မှာတော့ကိုရီးယားတနိုင်ငံလုံးဟာဇွန်ဘီတွေပြည်နေတဲ့နေရာတစ်ခုဖြစ်နေခဲ့ပါပြီ။ဇွန်ဘီတွေကတော့ပိုက်ဆံကိုစိတ်မဝင်စားပေမဲ့အဲ့ဒီဂန်စတာကတော့အဲ့ဒီနေရာကနေငွေရှာလို့ရနိုင်မဲ့နီလန်းကိုကြံစီနေခဲ့တာပေါ့။သူတို့ကလူတွေကိုကိုရီးယားထဲပို့ပြီးကားတစ်စီးအပြည့်ဒေါ်လာတန်း20ကိုတွားယူခိုင်းခဲ့ပေမဲ့ပြန်လာတဲ့ချိန်မှာတော့ဇွန်ဘီတွေဝိုင်းပြီးသူတို့အားလုံးတည်ဆုံးသွားနိုင်ပါတယ်။အဲ့ဒီငွေကိုပြန်ယူလာနိုင်ရင်ငွေရဲ့တစ်ဝက်ကိုပေးမယ်ဆိုပြီးဂန်စတာဖွဲ့ကပြောနေတော့ကျောင်းစောကလည်းသဘောတူလိုက်ပြီးတခြားသူနှစ်ယောက်နဲ့အတူတူထွက်လာခဲ့လိုက်ကြပါတယ်။အဲ့လိုနဲ့ဂန်စတာတွေကတင်မောကိုပင်လယ်ကမ်းခြေနီးအထိမောင်းပို့ပေးပြီးသူတို့ကိုလက်နက်တွေနဲ့ဂျိုဒူဖုံးတွေလည်းပေးထားလိုက်တာပေါ့။အဲ့ဒီနောက်သူတို့ကရာဘာလီနဲ့ကမ်းပေါ်ကိုဆင်းကြပြီးကမ်းပေါ်ရောက်တဲ့အခါမှာတော့တိတ်ဆိတ်ပြီးလူသူမရှိတဲ့နေရာတစ်ခုဖြစ်နေပါတယ်။အဆောက်အုံတွေကလည်းပြိုကျပျက်စီးနေတဲ့အပြင်တယောက်မှလည်းရှိမနေပါဘူး။အဲ့ဒီနောက်ကားတစ်စီးရဲ့တကားကိုဖွင့်လိုက်ပြီးကားထဲမှာတော့ရှိနေတာနဲ့ကားကိုမောင်းပြီးနောက်ထက်ကားကိုရှာဖို့ထွက်လာခဲ့ကြပါတယ်။ကားကိုတော့ဘွားတော်ကြီးကမောင်းနေခဲ့ပြီးဒါတွေမဖြစ်ခင်ကအဲ့ဒီနေရာမှာတက်စီမောင်းသူတယောက်လောက်ခဲ့ပူပါတယ်။ရုတ်တရက်သူတို့ကထက်တစီးကိုတွေးလိုက်တဲ့အခါကျောင်းစောကကားပေါ်ကဆင်းပြီးစစ်ကြည့်လိုက်ပေမဲ့သူတို့ရှာနေတဲ့ကားမဟုတ်ခဲ့ပါဘူး။အဲ့ဒီအချိန်မှာထူးဆန်းတဲ့အတန်တစ်ခုထွက်လာတာနဲ့အဲ့ဒီနေရာကိုသွားကြည့်လိုက်တဲ့အခါကြောက်စရာကောင်းတဲ့မြင်ကွင်းကိုတွေ့လိုက်ရပါတယ်။ဇွန်ဘီတွေကပြည့်ကျက်နေပြီးရွစီထိုးနေခဲ့တာပေါ့။အဲ့ဒါနဲ့ကားကိုဆက်ရှာဖို့သွားခဲ့ကြပြီးနောက်ဆုံးမှာတော့တရားတစ်ခုအောက်မှာတွေ့လိုက်ကြပေမဲ့အရေးထဲမှာလူတယောက်ကသူတို့ကိုစောင့်ကြည့်နေတာကိုတော့မသိခဲ့ပါဘူး။ဒီလိုနဲ့တကားကိုဖွင့်လိုက်တဲ့အခါမှာတော့အထဲမှာငွေတွေအပြည့်ထည့်ထားတဲ့အိတ်တွေရှိနေခဲ့ပါတယ်။ဒါပေမဲ့ရင်မောင်းနေရာကိုသွားကြည့်တဲ့အခါမှာတော့တေဆုံးပြီးသားရင်မောင်းတယောက်ရှိနေခဲ့ပြီးရှမန်းကသူ့ကိုကားထဲကနေဆွဲထုတ်ဖို့စူးစမ်းနေတဲ့အချိန်မှာပဲရုတ်တရက်မျက်လုံးဖွင့်လာပြီးရှမန်းကိုကိုက်ဖို့ဆက်ဖွင့်လာခဲ့ပါတယ်။အဲ့ဒီအတွင်းမှာဟွန်းကိုမတော်တဆနှိမ့်မိသွားပြီးကျောင်းစောကတင်းနဲ့အမြန်ပြီးတက်နိုင်ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီဟွန်းတန်ကြောင့်ဇွန်ဘီတွေများပြားကအဲ့ဒီနေရာကိုပြေးလာခဲ့ကြတာပေါ့။ညဘက်မှာမမြင်နိုင်ပေမဲ့အတန်ကိုတော့အရန်အာယုံဆိုင်ပြီးကြားနိုင်ကြပါတယ်။အဲ့ဒါနဲ့ကျောင်းစောကတင်းနဲ့ကိုယူပြီးပြစ်ခတ်နေခဲ့ရင်မဲ့များလုံးတာကြောင့်မထိန်နိုင်တော့ပါဘူး။နောက်ဆုံးမှာကားထဲတက်ပြီးအချိန်တစ်ခုလောက်တားဆီးနိုင်ခဲ့ပါတယ်။ကားနှစ်စီးလုံးကလမ်းပေါ်မှာမောင်းနေကြပြီးချမ်းသာဖို့တွေးနေခဲ့တာပေါ့။အဲ့ချိန်မှာလူတယောက်ကသူတို့ဘက်ကိုမိကြီးတစ်ခုပစ်ချလိုက်တဲ့အခါအမောင်ထဲမှာအလင်းပြလိုက်တယ်လို့ဖြစ်တာကြောင့်ဇွန်ဘီတွေကမိကိုမြင်ပြီးပြေးလာကြပါတော့တယ်။သူတို့လည်းထွက်ပြေးဖို့ကြိုးစားပေမဲ့ဇွန်ဘီတွေကလမ်းကိုပိတ်ထားပြီးသားဖြစ်နေတာကြောင့်သူတို့ဟာကားတွေအချင်းချင်းပြန်တိုက်မိပြီးကျောင်းစောကတော့လွင့်ထွက်သွားခဲ့ပါတယ်။ကျန်တဲ့နှစ်ယောက်ကတော့တေဆုံးသွားခဲ့ပြီးရှမ်မန်းကထက်ကားထဲဝင်ပုန်းနိုင်ခဲ့ပါတယ်။ကျောင်းစောကတော့ပြေးထွက်ဖို့ကြိုးစားရင်ကျုံးဆိုတဲ့မိန်းကလေးရဲ့ကယ်တင်မှုကြောင့်အသက်ရှင်ခဲ့ပါတယ်။အဲ့မိန်းကလေးကဇွန်ဘီတွေကိုအလွယ်တကူရှင်းနိုင်ခဲ့ပြီးကားထဲမှာတော့နောက်ထပ်ကလေးမလေးတစ်ယောက်လည်းရှိနေပါသေးတယ်။ကျုံးကတော့ဇွန်ဘီတွေကိုအကုန်ဝင်တိုက်ပြီးရှောင်ထွက်နေခဲ့ရင်မဲ့ကျောင်းစောကတော့ကားရဲ့တုံလုံးမှုတွေကိုမခံနိုင်တော့ပဲမေ့လဲသွားခဲ့ရပါတယ်။နောက်ဆုံးမှာတော့ကားကတရားအောက်ကိုဝင်သွားခဲ့ရင်မဲ့အဲ့ဒီနေရာမှာလဲဇွန်ဘီအုပ်စုကြီးတစုကလမ်းကိုလုံးဝပိတ်နေခဲ့တာပေါ့။အဲ့ဒီအချိန်မှာပဲကလေးလေးကအယုတ်ကားတစ်စီးကိုထုတ်ယူလိုက်ပြီးအဲ့ဒီကားမှာတော့မီးနဲ့တချင်းတန်တွေလည်းထည့်ထားပါသေးတယ်။ကားကိုဇွန်ဘီတွေဘက်မောင်းသွားတဲ့အခါအတန်ကိုကြားပြီးချက်ချင်းအဲ့ဒီကားကိုအာယုံဆိုင်ကဝိုင်းကြိုက်လာကြပါတယ်။ကလေးလေးကအဲ့ဒီကားကိုဒွတ်တိုက်ပြီးလှဲ့မောင်းကတစ်ဖက်ကိုလှည့်စားပြီးဆွဲခေါ်သွားခဲ့ပါတယ်။အဲ့လိုအာယုံလဲသွားတဲ့အချိန်မှာကားကိုပြန်နှုတ်လိုက်ပြီးလမ်းပေါ်ကတချို့ဇွန်ဘီတွေကိုဝင်တိုက်ပြီးထွက်သွားနိုင်ခဲ့ကြပါတယ်။ရှမ်မန်းဘက်မှာတော့ဇွန်ဘီတွေကဆက်လက်ရှိနေစေဖြစ်ပြီးထွက်သွားမဲ့အရေးအယောင်လည်းမရှိပါဘူး။အဲ့ဒီအချိန်မှာတော့ကြောင်ညာကားတစ်စီးကအတန်ကျဲကျဲနဲ့လမ်းပေါ်ကနေဖြတ်မောင်းလာတဲ့အခါအဲ့ဒီအတန်ကြောင့်ဇွန်ဘီအုပ်စုကြီးကအာယုံလဲသွားခဲ့တာပေါ့
အဲ့ဒီနောက်မှာတော့တချို့ကားတွေကရထားရာကနေထွက်လာပြီးလူတစုဆင်းလာခဲ့ကြပေမဲ့လူကောင်းတွေတော့မဟုတ်ကြပါဘူးအဲ့ချိန်မှာပဲကျောင်းစောတို့အဖွဲ့ကလူတယောက်ဆင်းလာပြီးသူတို့စီကိုအကူအညီတောင်းခဲ့ပေမဲ့ကူးဆက်ခံထားပြီးသားဖြစ်နေပါပြီအဲ့ဒါကြောင့်အဖွဲ့ကောင်းဆောင်ကသူ့ရဲ့နားကိုလာပြီးချက်ချင်းဆုံးသက်ပေးလိုက်ပါတယ်ပြီးတော့သူတို့ကအဲ့ဒီ track ကားကိုရပြီးမောင်းသွားခဲ့ကြပေမဲ့အထဲမှာရှိနေတဲ့ရှမန်းကတော့အပြင်မှာဖြစ်ပျက်နေတာတွေကိုဘာတစ်ခုမှမသိပဲရှိနေခဲ့ပါတယ်။ကျောင်းစောတတိပြန်ရလာတဲ့အခါသူ့ရဲ့ရှေ့မှာအဘိုးအိုတယောက်ကိုတွေ့လိုက်ရပြီးအဲ့ဒီလူကတော့ကျွန်းရဲ့အဘိုးလဲဖြစ်နေပါတယ်။အဲ့ဒီအချိန်မှာအမျိုးသမီးတယောက်သူ့နားကိုရှောက်လာတဲ့အခါမှာတော့ကျောင်းစောကသူ့မောက်ကိုချက်ချင်းမှတ်မိသွားခဲ့ပြီးအရင်တုန်းကလမ်းပေါ်မှာကလေးကိုချီထားရင်အကူအညီတောင်းခဲ့တဲ့အမျိုးသမီးပဲမင်းကြောင်ပဲဖြစ်ပါတယ်။သူတို့မိသားစုကျောင်းစောကိုလည်းလက်ခံပြီးစောင့်ရှောက်ပေးတဲ့အပြင်အဘိုးအိုမှာရေဒီယိုတစ်လုံးရှိပြီးပြင်ပကဘာကိုအကူအညီတောင်းတဲ့သတင်းတွေအမြဲပို့နေခဲ့ပါတယ်။တစ်ဖက်မှာတော့ရှမန်းကိုအဲ့ဒီအဖွဲ့ကစခန်းတစ်ခုစီခေါ်သွားပြီးအဲ့ဒီအဖွဲ့ရဲ့နာမည်က Unit 31ဖြစ်ပါတယ်။အရင်တုန်းကပုံမှန်စစ်တပ် unit တစ်ခုဖြစ်ခဲ့ကြပေမဲ့ဘာရဲ့ပြန့်နှံ့ပြီးနောက်ဒီနေရာဟာပြင်ပကဘာနဲ့အဆက်အသွယ်ပြတ်တောက်သွားတဲ့ကျွန်းတကျွန်းလိုဖြစ်သွားခဲ့တဲ့အပြင်သူတို့ကိုလည်းစွန့်ပစ်ထားခဲ့ကြတာကြောင့်နောက်ပိုင်းမှာဇွန်ဘီမှုဆိုးတွေဖြစ်လာကြပါတယ်။ခံစစ်အဆောက်အုံတွေတိစောက်ပြီးအရင်းမြစ်တွေကိုလူယူကအသက်ရှင်နေကြပေမဲ့ဒီလူတွေဟာမကောင်းမှုတွေကိုပဲလုပ်ကြပြီးဇွန်ဘီတွေထက်တောင်ပိုဆိုးတဲ့သူတွေဖြစ်နေကြပါတယ်။ရှမ်မန်းကိုကားထဲမှာတွေ့ပြီးနောက်သူတို့ကအဝတ်စားတွေကိုဆွဲချွတ်လိုက်ကြပြီးသူ့ခန္ဓာကိုယ်ပေါ်မှာနံပါတ်တွေကိုရေးဆွဲခဲ့ကြတာပေါ့။ပြီးတော့ကွန်တိန်နာတစ်လုံးနဲ့ထည့်ပိတ်လိုက်ကြပြီးအဲ့ဒီထဲမှာတော့သူ့လိုမျိုးတွေအများကြီးလည်းရှိနေတဲ့အပြင်သူတို့အားလုံးမြေကြီးပေါ်မှာတိတ်တိတ်ဆိတ်ဆိတ်ထိုင်ဆောင်နေကြပြီးဘယ်သူမှစကားမပြောကြပါဘူး။မကြခင်မှာပဲတကားပွင့်လာပြီးအထဲကလူအားလုံးအပြင်ထုတ်လိုက်ကရှမ်မန်းလည်းအပြင်ရောက်သွားခဲ့တာပေါ့။သူ့ရှေ့မှာမြင်ရတာကတော့ရောမခိကတိုက်ပွဲကွင်းကြီးလိုနေရာမျိုးဖြစ်ပြီးအပေါ်ဘက်မှာလူအုပ်ကြီးကထိုင်ကြည့်နေကြသလိုအော်ဟစ်အားပေးတာနဲ့လောင်စားလုပ်တာတွေတောင်ရှိနေပါတယ်။အဲ့ဒီအချိန်မှာလမ်းကြောင်းတကားကြီးပွင့်သွားပြီးတကားပွင့်တာနဲ့ဇွန်ဘီအုပ်စုကြီးထွက်လာပြီးလူတွေဘက်ကိုအယူမူပြေးဝင်လာကြပါတော့တယ်။သူတို့ဟာဇွန်ဘီတွေကလူတွေကိုလိုက်ဖမ်းတဲ့ဂိမ်းတစ်မျိုးကစားနေကြတာပါ။လူများပြားဟာဇမ်ဘီတွေရဲ့ဘားစပ်အောက်မှာအသက်ဆုံးရှုံးသွားကြပြီးအချိန်ပြည့်သွားတဲ့အခါတချင်းတန်နဲ့အတူမိလင်းနေတဲ့ဝတ်စုံဝတ်ထားတဲ့လူတစ်ယောက်ပေါ်လာပါတယ်။သူကဇွန်ဘီတွေကိုပြန်ခေါ်သွားတဲ့လူဖြစ်ပြီးရှမ်မန်းကတော့ဘာဖြစ်နေမှန်းတောင်မသိခဲ့ပါဘူး။ကွန်တိန်နာထဲပြန်ရောက်တော့စောင့်ကြက်သူတွေကခောက်ဆွဲထုတ်နေငယ်ပြစ်ပေးလိုက်တာကြောင့်လူရက်ပြီးစားနေကြရတာပေါ့။ဒီနေမြေကိုအုပ်ချုပ်နေတဲ့ခေါင်းဆောင်ကတော့ကပ်ပတိန်စုဖြစ်ပြီးသူကလည်းဒီလိုဘဝကိုညှိငွေ့နေတာကြောင့်သူ့ကိုယ်သူဆုံးသက်ဖို့တောင်စိတ်ကူးနေခဲ့ပါတယ်။အဲ့ဒီအချိန်မှာတကားခောက်တန်ကြားလိုက်ရပြီးလက်အောင်ငယ်သားတစ်ယောက်ကနိုင်ငံခြားရက်တပုလင်းကိုယူလာပေးခဲ့ပါတယ်။အရက်ပုလင်းမြင်တာနဲ့စိတ်ပြေသွားတာကြောင့်စကားပြောရင်းထက်ကားအကြောင်းကိုသိလိုက်ရပါတယ်။အဲ့ဒါနဲ့ထက်ကားစီသွားတဲ့အခါဂျိုဒူဖုံးကိုရှာတွေ့သွားပြီးစမ်းတက်နေတော့ရုတ်တရက်မိလာပြီးတင်မောဘော်ကလူနဲ့စကားပြောဖြစ်သွားပါတယ်။တင်မောဘော်ကလူတွေဟာကျောင်းစောမဟုတ်ဘူးဆိုတာသိသွားပေမဲ့အဲ့ဒီငွေတွေပို့ပေးနိုင်ရင်ဘယ်သူပဲဖြစ်ပါစေတူညီတဲ့စုလဲရမယ့်အပြင်ထွက်ခွာခွင့်ရမယ်ဆိုတာကြောင့်သဘောတူလိုက်ပါတယ်။ကျောင်းစောကတော့ရှမ်မန်းကိုတက်ခံရပြီလို့ထင်သွားတာကြောင့်ညချိန်ရောက်တဲ့အခါကားကိုယူပြီးစိတ်ကန်းကိုမောင်းကတင်မောဘော်တက်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်။အဲ့ဒီနောက်သူတို့ကပစ္စည်းတွေကိုစုဆောင်းပြီးလက်နက်တွေယူကထွက်ခွာလာကြပြီးစခန်းထဲကိုရှို့ဝက်လန်းကျောင်းကနေဝင်ကကားကိုခိုးယူဖို့စီစဉ်ထားကြပါတယ်။ကျွန်းကိုတော့ကားထဲမှာစောင့်နေဖို့ပြောထားပြီးအဓိကစခန်းကိုရောက်ရှိနိုင်ဖို့ရှို့ဝက်လန်းကျောင်းကနေဖြတ်သွားခဲ့ကြပါတယ်။စောင့်ကြက်သူတယောက်ကိုရှင်းလင်းပြီးနောက်ထက်ကားကိုမြင်လိုက်ကြပါတယ်။အဲ့ဒီအချိန်မှာကပ်ပတိန်စုကကွင်းထဲကိုလာပြီးလူအုပ်ကြီးကိုငါတို့မှလုံလောက်တဲ့ပစ္စည်းတွေရှိနေတာကြောင့်ဒီနေ့အားလုံးပျော်ရွှင်နိုင်ပါတယ်လို့လူတွေကိုဒီနေရာမှာဆွဲထားကျင်တာဖြစ်ပါတယ်။ဒါပေမဲ့ကင်ဆိုတဲ့လူကတော့တခုခုမားနေတယ်ဆိုတာကိုကြိုပြီးသတိထားမိနေခဲ့တာကြောင့်ကပ်ပတိန်စုပြန်ရောက်မဲ့အချိန်အခန်းထဲမှာစောင့်နေပြီးကပ်ပတိန်စုအခန်းထဲဝင်လာတဲ့အခါမှာတော့ဂျိုဒူဖုံးကိုစပီကာနဲ့ဖုံးကွယ်ထားလိုက်ရပါတယ်။အဲ့ချိန်မှာသတင်းပေးသူကတကားကိုတွန်းဖွင့်ပြီးဝင်လာတာကြောင့်ကင်ကသတင်းပေးတဲ့လူကိုစကားပြောနေတဲ့အချိန်မှာပဲကပ်ပတိန်စုကပြစ်ထတိုကိုထုတ်ပြီးသားဖြစ်နေခဲ့ပါပြီ။အဲ့ဒီနောက်သူကအခန်းထဲကနေအေးအေးဆေးဆေးထွက်သွားခဲ့ပေမဲ့ကျောင်းစောနဲ့မင်းကြောင်တို့ကတော့ကားရှိတဲ့နေရာကိုရောက်နေခဲ့ပါပြီ။သတင်းပေးရောက်လာတော့မင်းကြောင်ကပုံပြီးသူ့ကောင်းကိုတင်းနဲ့ချိန်ထားလိုက်ပါတယ်။အဲ့ဒီအချိန်မှာစောင့်ကြက်သူနှစ်ယောက်ကသတင်းပေးကိုတွေ့သွားပြီးဘာလို့ပွဲမလာတာလဲလို့မေးတော့အကြောင်းပြချက်ပေးပြီးရှောင်လိုက်ပေမဲ့အဲ့လူတွေကကားထဲမှာဖမ်းမိထားတဲ့လူကပွဲထဲမှာအရန်ရဲရဲနဲ့သူတယောက်ဖြစ်တယ်လို့ကြားလိုက်တဲ့အခါကျောင်းစောကရှမ်မန်းမတည်သေးတာကိုတီးသွားတာကြောင့်ချက်ချင်းပြေးထွက်သွားခဲ့ပါတယ်။သူထွက်သွားပြီးနောက်ကပ်ပတိန်စုရောက်လာတဲ့အခါမင်းကြောင်နဲ့ရင်းနှီးခဲ့ဘူးတလို့မျိုးထင်ရပေမဲ့တင်းနဲ့ထုတ်ပြီးပြစ်ဖောက်လိုက်ပါတယ်။အဲ့လိုနဲ့မင်းကြောင်ကကားကိုနောက်ပြန်မောင်းပြီးသူ့ကိုဝင်တိုက်ကမြေပြင်ပေါ်လဲကျသွားအောင်လုပ်လိုက်ပြီးဂျိုဒူဖုံးကိုရယူနိုင်ခဲ့ပါတယ်။အဲ့ဒီနောက်ရှမ်မန်းကပွဲထဲမှာဇွန်ဘီတွေနဲ့ရင်ဆိုင်တိုက်ခိုက်နေရပြီးဇွန်ဘီတကောင်ကအော်ဟစ်ပြီးရှမ်မန်းကိုဝင်တိုက်ခိုက်လာတဲ့အချိန်မှာကျောင်းစောကပြစ်ခတ်ပြီးရှင်းလင်းပေးနိုင်ခဲ့ပါတယ်။ဒီလိုနဲ့ပဲသူကအဲ့ဒီနေရာကဇွန်ဘီအားလုံးကိုတခါတည်းရှင်းလင်းလိုက်ပြီးနောက်မှာတော့မီခိုပုံသုံးပြီးရှမ်မန်းကိုကယ်ထုတ်လာခဲ့ပါတယ်။သူတို့ထွက်ပြေးလာတဲ့လမ်းမှာစစ်သားတွေကသူတို့ကိုတားဆီးပြီးရုတ်တရက်ပစ်ခတ်လာတာကြောင့်ဘေးတစ်ဖက်ကိုလှည့်ပြီးပုံလိုက်တဲ့အချိန်မှာဇွန်ဘီတကောင်နဲ့တိုးတာကြောင့်တိုက်ခိုက်နေခဲ့ရပါတယ်။တစ်ဖက်မှာတော့ရှမ်မန်းကတင်းနက်ကိုကောက်ယူပြီးလာနေတဲ့စစ်သားတွေကိုပြန်ပစ်ခတ်လိုက်ပါတော့တယ်။အဲ့နောက်တော့သူကတင်းနက်ကိုကျောင်းစောစီကိုပစ်ပေးလိုက်တဲ့အခါဇွန်ဘီတွေကိုပြီးစီအောင်ပစ်ခတ်နေတဲ့အချိန်ပုံနေရဲ့ကင်းကရှမ်မန်းကိုပစ်ခတ်လိုက်တာကြောင့်ရှမ်မန်းအသက်မဲ့သွားခဲ့ရပါတယ်။ကျောင်းစောကအခြားစစ်သားတွေနဲ့တိုက်ခိုက်နေတဲ့အချိန်မှာကင်းကတိတ်တဆိတ်သူ့ဘက်ကိုပြန်ချိန်ပြီးထပ်ပစ်ဖို့ကြိုးစားတဲ့အချိန်မှာပဲမင်းကြောင်ကကားနဲ့ပြေးဝင်လာပြီးကျောင်းစောကိုကဲထုတ်သွားနိုင်ခဲ့ပါတယ်။ကျောင်းစောတို့ကကားနဲ့ထွက်ပြေးနေတဲ့အချိန်မှာကပ်ပတိန်စုလည်းအပြင်ဘက်မှာတတိပြန်လည်လာခဲ့ပါတယ်။အဲ့ဒီအချိန်မှာကင်တို့ကထွက်လာဖို့ပြင်နေကြပေမဲ့ကျောင်းစောတို့ကတော့ဇွန်ဘီတွေနဲ့လမ်းပေါက်ပိတ်နေခဲ့ပါပြီ။ဇွန်ဘီတွေများလုံးတာကြောင့်ပြန်မထွက်တတ်တော့အချိန်မှာကျွန်းရဲ့ကားရောက်လာပြီးမီးလင်းနဲ့ဟွန်းတန်တွေနဲ့အာယုံလွဲပေးနိုင်ခဲ့ပါတယ်။မင်းကြောင်လည်းအဲ့ချိန်မှာထွက်လာနိုင်ခဲ့ပြီးဘိုးတော်ကြီးကတော့မီရှူမီပန်းတွေနဲ့အာယုံလွဲအောင်ထပ်လုပ်လိုက်ပါတယ်။ကားနှစ်စီးလုံးကစိတ်ကမ်းဘက်ကိုမောင်းနေကြတဲ့အချိန်မှာကင်တို့ရဲ့အဖွဲ့ကသူတို့ကိုလိုက်မိလာပြီးကောင်းကင်ထဲကိုမိကြီးတွေပစ်လွတ်လိုက်ကြပါတယ်။အလင်းကြောင့်ဇွန်ဘီတွေကအသက်ဝင်လာပြီးအများကြီးထွက်လာပါတော့တယ်။ဒီလိုနဲ့တရားအောက်ကိုဝင်သွားတဲ့အချိန်မှာကျောင်းစောကမှန်ကိုပစ်ခတ်လိုက်ပြီးဇွန်ဘီတွေထွက်ကြလာအောင်လုပ်ကကင်တို့အဖွဲ့ကိုပိတ်မိအောင်တားထားနိုင်ခဲ့ပါတယ်
ဇွန်ဘီအုပ်စုထဲမှာပြန်မထွက်နိုင်တော့တဲ့ကင်တို့ဖွဲ့ကတော့အဆုံးသတ်သွားခဲ့ရတာပေါ့။အဲနောက်မှာတော့ကျောင်းစောကဂျိုတူးဖုံးကိုထုတ်ပြီးစိတ်ကန်းကတင်မောနဲ့ဆက်သွယ်လိုက်ပါတယ်။တင်မောစီကိုရောက်ခါနီးချိန်မှာပဲကပ္ပတိန်စုကကျွန်းရဲ့ကားကိုဝင်တိုက်ပြီးကျွန်းကိုကားထဲကနေဆွဲထုတ်ကဓာစာခံဖြစ်ဖမ်းထားလိုက်ပါတော့တယ်။အဲ့ဒီအချိန်မှာကလေးလေးကအယုတ်ကားကိုထိန်းချုပ်ပြီးဝင်တိုက်လိုက်တာကြောင့်ကပ္ပတိန်စုကလည်းကလေးလေးကိုပြစ်ခတ်လိုက်တဲ့အခါဘိုးတော်ကြီးကကာကွယ်ပေးလိုက်ပြီးဒဏ်ရာကြောင့်တေဆုံးသွားခဲ့ရပါတယ်။မင်းကြောင်ကတင်းနက်ကိုကောက်ပြီးပြန်တိုက်ခိုက်ဖို့ကြိုးစားပေမဲ့ခြေထောက်ကိုထပ်မံပစ်ခံလိုက်ရပြီးကပ္ပတိန်စုကတော့ထွက်ပြေးသွားနိုင်ခဲ့ပါတယ်။အဲ့ဒါနဲ့ကားမောင်းရင်တင်မောပေါ်တက်လာတဲ့အခါဂန်စတာတွေကနှုတ်ဆက်ပြီးကပ္ပတိန်စုကိုအဆုံးသတ်လိုက်ပါတော့တယ်။အသက်ထွက်ခါနီးချိန်မှာပဲကားကိုနောက်ပြန်မောင်းသွားတာကြောင့်တင်မောတကားနဲ့ညက်သွားခဲ့ရပြန်ပါတယ်။အဲ့ဒီအချိန်မှာဇွန်ဘီအများပြားကတင်မောဘက်ကိုပြေးလာနေကြပါတယ်။တစ်ဖက်မှာတော့အဘိုးအိုကဒဏ်ရာပြင်းထန်ပြီးတေဆုံးခါနီးခြေနေဖြစ်နေတဲ့အချိန်မှာပဲလေထဲကနေဟယ်လီကော်ပတာတန်ကြားတာကြောင့်ကလေးလေးကမိဘန်းတွေကိုမိညီကကောင်းကင်ထဲကိုပစ်လွတ်လိုက်ပါတယ်။ဟယ်လီကော်ပတာရဲ့အာယုံဆိုင်မှုကိုရသွားတာကြောင့်ကျောင်းစောကကလေးလေးကိုချီပြီးပြေးသွားခဲ့ပါတယ်။အတန်ကြောင့်ဇွန်ဘီတွေကလည်းအရရက်ကနေဝိုင်းဝန်းလာကြပေမဲ့မင်းကြောင်ကတော့ကားထဲကိုတက်ပြီးကားဟွန်ဒီကားဆွဲဆောင်ခဲ့ပြန်ပါတယ်။အတန်ရှိရာကိုလာပြီးစုအောင်ခဲ့ကြပေမဲ့ကျောင်းစောကကလေးတွေနဲ့ရဟတ်ရင်နားကိုရောက်နေခဲ့ပါပြီ။ကလေးမလေးကကယ်ဆယ်ရေးဖွဲ့ကိုသူ့အမေကိုလည်းကယ်ပေးပါလို့တောင်းဆိုပေမဲ့ကယ်ဆယ်ရေးဖွဲ့ကတော့ဘာမှမလုပ်ပေးနိုင်ခဲ့ပါဘူး။ဇွန်ဘီတွေဝိုင်းအောင်နေတာကြောင့်သူ့ကိုယ်သူအဆုံးသတ်ပစ်ဖို့ပဲတွေးထားလိုက်ပါတယ်။အဲ့ဒီအချိန်မှာကျောင်းစောကရှေ့ကိုပြေးဝင်ပြီးတင်းနက်ကိုပစ်ဖောက်လိုက်တာကြောင့်အတန်ကြားလိုက်တဲ့မင်းကြောင်ကအသက်ရှင်နိုင်မဲ့မျောလင်းချက်ပြန်တက်လာပါတော့တယ်။သူမကဇွန်ဘီတွေကိုအယူမှုပစ်ခတ်တိုက်ခိုက်နေတဲ့အချိန်မှာကျောင်းစောကလည်းသူမစီကိုရောက်လာပြီးမီခိုဘုံတွေကိုပစ်လိုက်ချလိုက်ပါတယ်။နောက်ဆုံးမှာတော့မီခိုတွေကြားကနေသူတို့အားလုံးလွတ်မြောက်နိုင်ခဲ့ပါတယ်။သူတို့အားလုံးဟာရဟတ်ရင်နဲ့ထွက်ပြေးနိုင်ခဲ့ပြီးဇလန်းကဒီမှာပဲပြီးဆုံးသွားခဲ့ပါတယ်။ကျွန်တော်ရဲ့ channel လေးကိုလည်း like နဲ့ subscribe လုပ်ပေးခဲ့ပါ။နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်။